ကျွန်တော်လည်းအကိုလိုတနေ့ဖြစ်အောင်ကြိုးစားမယ်ဖြစ်လာမှာပေါ့ညီလေးနော်ပြမယ်ညီလေးပြမယ်နော်ကြည့်လားဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲခန္ဓာကိုယ်ရဲ့ပေါ်ရီဝဲဘယ်လိုပြောမလဲယောက်ျားတယောက်လိုဆန်စမတ်ကြနေချင်တော့ဗောနော်သူများလည်းလို့အေးအရက်တော့မယ်စလိတ်တော့မယ်ကွင်းစားမယ် no မင်းအဲ့ဒါမင်းမလုပ်ရအောင်နော်မင်းတကယ်အောင်မြင်တဲ့သူဖြစ်ချင်တယ်ဆိုရင်မင်းတကယ်မင်းဘဝမှာမင်းဘဝကိုမင်းဘယ်လိုမျိုးပုံစံနဲ့သွားမလဲမျိုးရှိတော့ဗောအချို့သူလာဝန်ဆိုရုပ်ရှင်လောကထဲဝင်နေတယ်ဒါလောရဲ့အိမ်မက်ပဲအဲ့ဒါကြောင့်မလို့ညီလေးဖြစ်နိုင်မှာဗောနော်ဒီထက်မကလာဝန်လို့တဲ့ကြော်နိုင်တယ်နော်အဲ့ဒါကြောင့်မလို့ညီလေးစူးစမ်းပြီးတော့အချစ်အနောက်ကလည်းမလိုက်နဲ့နော်မိအရင်ချီရတဲ့ကောင်မလေးတွေကအခြားတယောက်နဲ့တွားပြီးဆိုရင်မင်းဘယ်တော့မှအဲ့ကောင်မလေးကိုခွန်းလို့တော့မှာမဟုတ်ဘူးခွန်းလို့နဲ့လိုက်လည်းမလိုက်နဲ့စောက်ကူးမဆိုင်နဲ့မိဘယ်လိုပြောမလဲညီလေးအချစ်တွေနဲ့တိတ်ပြီးတော့အချိန်မပေးနဲ့ဘယ်သူစီကမှအချိန်မပေးနဲ့ရှင်းပြောရရင်ကွာမင်းတို့စီရလောက်လိုက်နော်ဘယ်သူစီကမှအချိန်တည်းမပေးနဲ့ဘယ်ကောင်မလေးစီကမှအချိန်တည်းမပေးနဲ့အချစ်နှစ်ပတ်သက်လိုက်ပတ်စပ်ပိတ်ထားလိုက်တော့ you have no money okay မင်းမပဲဆန်စီလိုက်မင်းပဲဆန်စီမင်း plus တာယူပြီးတော့မင်းပဲစပ်ပိတ်လိုက်တော့နော်အဲ့ဒါကြောင့်မလို့ညီလေးကိုတိတိကျကျမှာထားချင်တယ်ညီလေးစူးစမ်းနေတဲ့လူငယ်တယောက်တကယ်အောင်မြင်တဲ့ဆိုရင်တကယ်အောင်မြင်ချင်တဲ့ဆိုရင်တကယ်လုပ်ချင်တဲ့ဆိုရင်ဘယ်တော့မှအချစ်တယ်နဲ့တိတ်ပြီးတော့ဘီယူမဆိုင်နဲ့တယောက်တည်းနေတဲ့အောင်စူးစမ်းဘယ်လိုပြောမလဲလူတိုင်းအပေါ်မှာလည်းချစ်တဲ့နှလုံးသားထားပါဘယ်အပေါ်မှာဆိုရင်အသက်မဲ့တဝါတွေအားလုံးချစ်မေတ္တာထားနော်လူမျိုးပါတာရွေးပြီးတော့လည်းမချစ်နဲ့လူတစ်ခါဖြစ်ခွင့်ရတော့ဘယ်ပါတာကမှမစော်ကားနဲ့ကိုလည်းတန်ဖိုးတာသူများအပေါ်ကိုလည်းလေးစားမှုရှိပါနော်အဲ့ဒါကြောင့်မလို့လည်းမကောင်းတဲ့အရာတွေလည်းမတောက်စားပါနဲ့ရင်မချက်ကြီးလေဝှရှောင်ရလေပါပဲเนาะငါညီလေးအဲ့ဒါကြောင့်မို့ကြိုးစားပါပြီးတော့ညီလေးစကားနည်းနည်းပဲပြောပါစကားတွေလည်းသူများလိုအများကြီးမပြောနဲ့ကိုတိတ်ခါတွေပါတော့နိုင်တယ်အဲ့ဒါကြောင့်မို့တငယ်ချင်းအပေါင်းတင်းဆိုတာလည်းအများကြီးမထားနဲ့เนาะလောင်းဆိုရင်အခုဆိုရင်အိုးဝမ်းနဲ့တော့တော်တယ်ပဲစူးစမ်းနေတဲ့လူငယ်တွေကဘယ်တော့မှဒီဘဝကိုကြာရှုံးမှုဆိုတော့မရှိဘူးအဲ့ဒါကြောင့်မို့လို့ကြာရှုံးနေတဲ့ချိန်ရမအောင်မြင်တဲ့ချိန်ပဲโอเค